မင်္ဂလာပါခင်ဗျာဒီဗီဒီယိုလေးမှာတော့ Ace Printer D367B barcode label printer လေး customer နာမည်ဖုန်းနံပါတ်လိပ်စာလေးတွေရေးပြီးတော့မှ delivery sticker ထုတ်နည်းလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှေ့ဗီဒီယိုမှာတော့ 30-20mm barcode label size ကိုထုတ်ပြခဲ့ပြီးဖြစ်ပါတယ်ဒီဗီဒီယိုမှာကတော့ delivery sticker ထုတ်ဖို့အတွက် 85-100mm size ကိုအသုံးပြုပြပေးသွားမှာဖြစ်ပါတယ် roller လေးကို sticker တက်စင်တိုင်းမှာ sticker သားကအပေါ်ကထားဖို့အတွက်သတိပြုရပါမယ် sticker လေးထဲကို roller လေးတက်စင်ပြီးသွားပြီဆိုရင်တော့ set အတွင်းထဲကိုအခုပြထားတဲ့အတိုင်းပဲ sticker လေးကိုထည့်ပေးရပါမယ်ခင်ဗျာ sticker သားမရွေ့ဖို့အတွက် adjust လုပ်ထဲကိုတေချာစွာထည့်သွင်းပြီးတော့အဖုံလေးပိတ်ပေးပါခင်ဗျာအသုံးပြုမဲ့ sticker လေးကိုစက်ထဲထည့်ပြီးသွားပြီဆိုရင်တော့ open label application နဲ့ဝင်ပေးပါ sticker site ခေါ်ဖို့အတွက် create ဆိုတာကိုနှိပ်ပေးပါဒီနေရာမှာ name ရဲ့ label ရဲ့ width နဲ့ height နဲ့ကိုရေးပြရပါမယ် name ကိုတော့ daily လို့ပဲရေးလိုက်ပါမယ် sticker ရဲ့အလျားက 85mm ဖြစ်ပါတယ်အနံကတော့ 100mm ဖြစ်ပါတယ်ဒါကြောင့် width ကို85ရေးပြီးတော့ height ကိုတော့100ရေးပါမယ်ပြီးရင်တော့ create ကိုနှိပ်ပါမယ်ခင်ဗျာဒီနေရာမှာကိုဝယ်ယူထားတဲ့ site ကိုဖြည့်မယ်ဆိုရင်လည်းရပါတယ်စာတွေကိုတော့ဒီအဖြူရောင်ဘောင်အတွင်းမှာရေးမှာဖြစ်ပါတယ်အရင်ဆုံး customer နာမည်ဖုန်းနံပါတ်လိပ်စာပေးထားတဲ့စာကို copy ယူပြီးတော့မှပေးချပြပေးပါမယ် customer ဘက်ကပေးပို့လာတဲ့စာကိုဖြည့်ထားပါပြီး copy ကိုနှိပ်ပါcopy ယူပြီးသွားရင်တော့ပေးချဖို့အတွက် open label application နဲ့ဝင်မယ် touch ကိုတစ်ချက်နှိပ်မယ်ပြီးရင်တော့ box ထဲကိုတစ်ချက်နှိပ်ပြီးတော့မှ copy ကူးလာတဲ့စာလေးကိုပေးချပါမယ်ခင်ဗျာပြီးတော့ okay လေးနှိပ်ပေးပါ copy ပေးချပြီးသွားပြီဆိုရင်တော့စာသားကိုလိုအပ်တယ်လို့ပြင်ဆင်နိုင်ပါတယ်စာသားပြင်ဆင်ဖို့အတွက် style ကိုနှိပ်ပါဒီနေရာမှာစာသားနဲ့ပတ်သက်ပြီးတော့ကိုလိုအပ်တယ်လို့မျိုး design တွေကိုပြင်ဆင်နိုင်မှာဖြစ်ပါတယ်စလုံးစာရဲ့အကြီးသေးကိုတော့ font size ကို plus minus လုပ်ပြီးတော့မှချိန်ညှိနိုင်ပါတယ်စိတ်တိုင်းကြပြင်ဆင်ပြီးသွားပြီဆိုရင်တော့ print ကိုနှိပ်ပြီးတော့မှ sticker ကိုထုတ်နိုင်ပါပြီခင်ဗျာအခုလိုပုံစံအသုံးပြုမယ်ဆိုလို့ရှိရင်တော့ customer ပေးပို့လာတဲ့နာမည်ဖုန်းနံပါတ်လိပ်စာတွေကိုအမှားအယွင်းမရှိတိတိကျကျနဲ့မြင်မြန်ဆန်ဆန် delivery sticker ကိုထုတ်နိုင်မှာပဲဖြစ်ပါတယ်နောက်တနည်းအနေနဲ့ကတော့မိမိရေးလိုတဲ့စာသားတွေကိုရေးမှာဖြစ်ပါတယ် daily ထပ်မံထုတ်ဖို့ create ကိုနှိပ်ပါ name ကို daily လို့ရေးပါမယ်ပြီးရင်တော့ set ထဲမှာထည့်ထားတဲ့ sticker ရဲ့အလျားနဲ့အနံ size ကိုသတ်မှတ်ပေးပါမယ်ပြီးရင် create ကိုနှိပ်မယ်မိမိရေးလိုတဲ့ customer နာမည်ဖုန်းနံပါတ်လိပ်စာတွေရေးဖို့အတွက် dash ကိုတစ်ချက်နှိပ်ပါမယ်ပြီးရင်တော့ dash ပေါက်လေးကိုတစ်ချက်နှိပ်ပြီးတော့ keyboard လေးပေါ်လာပြီဆိုရင် customer ရဲ့နာမည်ဖုန်းနံပါတ်တွေကိုမိမိစိတ်ကြိုက်ရေးပြီးတော့ okay လေးကိုနှိပ်ပေးရပါမယ်ခင်ဗျာရေးပြီးသွားရင်တော့ဒီစာသားနဲ့ပတ်သက်ပြီးတော့စိတ်ကြိုက် design ပြင်ဆင်ဖို့အတွက် style ကိုနှိပ်ပါဒီနေရာမှာ bold နဲ့ font size တွေကိုစိတ်တိုင်းကြပြင်ဆင်နိုင်မှာပဲဖြစ်ပါတယ်ဒီနေရာမှာစာသားကိုတစ်စောင်းထွက်စီချင်တာဖြစ်တဲ့အတွက်အပေါ်ဘားတန်းက rotate ကိုနှိပ်ပြီးတော့ကျွန်တော် font size လေးကြည့်လိုက်ပါမယ်အခုလိုမျိုးမြန်မာစာရေးတဲ့အခါမှာအပေါ်ပိုင်းလေးတွေပြတ်နေတတ်ပါတယ်ဒါဆိုရင်တော့ style ကိုနှိပ်ပြီးတော့ line spacing ကို1ထားပေးပါဒါဆိုရင်စာသားအပြည့်ပေါ်လာပါလိမ့်မယ်ခင်ဗျာစာသားလေးကိုစိတ်တိုင်းကြပြင်ဆင်ပြီးသွားရင် print ကိုနှိပ်ပါမယ်ပြီးရင်မိမိထုတ်လို့တဲ့အရေးအတွက်သတ်မှတ်ပြီးတော့ print ကိုနှိပ်လိုက်ပါဒါဆိုရင်တော့ delivery sticker လေးထွက်လာပြီဖြစ်ပါတယ်ဒီတစ်ခါ parcel တွေပေါ်မှာအရေးများတဲ့မဖိရကွဲတက်သည့်ပြစ်မချရဆိုတဲ့စာသားလေးကိုရေးပြပါမယ်ဒီဘက်မှာ icon လေးတွေပါစီချင်တာဖြစ်တဲ့အတွက် icon နှိပ်ပါမယ်ပြီးရင် packaging ကိုရွေးပြီးတော့ဒီမှာပေးထားတဲ့ icon လေးတွေကိုစိတ်တိုင်းကြရွေးချယ်ပေးပါမယ်ခင်ဗျာမိမိရွေးချယ်လိုတဲ့ icon လေးတွေရွေးပြီးသွားပြီဆိုလို့ရှိရင်တော့ dot ပြရောင်လေးကဖိပြီးတော့ icon လေးကိုလိုသလိုအချုံချက်လုပ်နိုင်ပါတယ်ဒီမှာတော့ကျွန်တော်စိတ်တိုင်းကြတဲ့ icon လေး၄ခုကိုရွေးချယ်လိုက်ပါမယ်ပြီးရင်တော့ touch လေးခေါ်ပြီးတော့မြန်မာစာလေးတွေကိုမိမိစိတ်ကြရေးပါမယ်ခင်ဗျာဒီ application ထဲမှာပါဝင်တဲ့ icon လေးတွေကိုတိတ်မကြိုက်ဘူးဆိုလို့ရှိရင်တော့ Google ကနေပြီးတော့ black and white icon လေးတွေရှာပြီးတော့မှလည်းထုတ်နိုင်ပါတယ်ခင်ဗျာစိတ်ကြိုက် design လေးကိုပြင်ဆင်ပြီးသွားပြီဆိုလို့ရှိရင်တော့ print ကိုနှိပ်ပြီးတော့သတ်မှတ်အရေးအတွက်တိုင်းကျွန်တော်တို့ sticker လေးတွေကိုထုတ်နိုင်ပါတယ်ခင်ဗျာဒီလို sticker လေးတွေကိုတော့အရေးကြီးကုန်စီပို့ဆောင်တဲ့အခါမှာလုံးဝကိုအသုံးပြုသင့်တဲ့ label လေးပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ဇယားကွက်ချပြီးတော့မှ delivery sticker လေးတွေကိုလည်းအခုလိုမျိုးထုတ်နိုင်တဲ့အချက်ပဲဖြစ်ပါတယ်ဒီလိုမျိုးဇယားကွက်ချပြီးတော့ထုတ်ရတဲ့အပိုင်းကိုလည်း application ထဲမှာလွယ်ကူစွာအသုံးပြုနိုင်ပါတယ်ခင်ဗျာအခုလို label printer လေးကိုစိတ်ဝင်စားလို့မှာယူနေဆိုလို့ရှိရင်တော့ဒီဗီဒီယိုမှာပါဝင်တဲ့ဖုန်းနံပါတ်ကနေပြီးတော့ဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျာ mobile ရင် POS ရုံးခန်းလေးကိုတော့မန္တလေးမြို့19လမ်း 86D နဲ့ရန်ကုန်မြို့တိုင်မတ်1ကျွန်းတော်ချမ်းသာလမ်းစမ်းချောင်းမြို့နယ်မှာဖွင့်လှစ်ရောင်းချပေးထားပါ
ပါတယ်ခင်ဗျာနယ်တွေကိုလည်းအိမ်ရောက်ငွေချေပို့ဆောင်ပေးပါတယ်ခင်ဗျာ